မင်္ဂလာပါရှင်皆さんこんにちはイントロဗီဒီယိုလေးမှာပြောခဲ့သလိုပဲ私ကတော့ရှင်းစ်နေပုံကရှင်းပါဒီဗီဒီယိုလေးထဲမှာတော့私ရဲ့အကြောင်းကိုအနည်းငယ်လောက်မိတ်ဆက်ပေးချင်ပါတယ် introvert တယောက်ဖြစ်လို့အခုလိုမျိုးအတန်လေးနဲ့ပဲမိတ်ဆက်ပြရစီနော်私ကတော့လက်ရှိမှာဂျပန်စာအန်ဂျူ level ကိုအောင်မြင်ထားပြီးသားဖြစ်ပါတယ်မြန်မာနိုင်ငံမှာ nurse တယောက်အနေနဲ့ပြုစုဆောင်ရှောက်ရေးအတွေ့အကြုံ9နှစ်ခန့်ရှိလူလေးဖြစ်ပါတယ်တူကူတဲ့ခိုင်ခေါ်ဆောင်မှုတွေလည်းအောင်ထားပြီးဂျပန်နိုင်ငံကိုခိုင်ခေါ်လုံးနဲ့သွားဖို့အတွက်အင်တာဗျူးတွေဝင်ထားပြီးအခြေအနေအရခေတ္တဆောင်ခိုင်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုဆောင်ခိုင်းနေတဲ့အချိန်မှာကိုတိထားလေ့လာထားတဲ့ဂျပန်စာအခြေခံလေးတွေနဲ့ခိုင်ခေါ်ပပူတတလေးတွေကိုလမ်းပြောင်းနေတဲ့သူတွေအတွက်ပြန်လည်မျှဝေပေးခြင်းလို့ဒီ channel လေးကိုထောင်လိုက်ရတာပါ။ဒါအပြင်ဝါတာရှိကိုယ်တိုင်လည်းအန်တူကိုဆက်ပြီးလေ့လာနေရမလို့ဘလို့တွေစူးစမ်းနေလဲဆိုတော့ဝါတာရှိရဲ့ study journey လေးတွေကိုလည်းတင်ပေးတော့မှမလို့အတူတူလေ့လာကြရအောင်နော်နောက်ထပ်ဗီဒီယိုလေးတွေမှာစာအတူလေ့လာဖို့အတွက် follow လေးလုပ်ပေးထားပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်皆さんありがとうございます